Eya body tala de kama. Kulo jisu de. No good morning Holy Spirit. Minglaba tanshino gido. Minglaba pa kamero. Minglaba Yesu gido. Minglaba chichi. Minglaba tata yelo biomla. Moye tala de. Ha. Aku bari lo jalan no. Aku ba tala la. No. Yipong ne no bale. No myu myu de tamla. No. ဒါကြောင့်ဒီကိုပြောတဲ့ຢာတွေကတကယ်ပဲနော်ကိုကတော့မင်္ဂလာရှိတဲ့ຢာတွေဖြစ်လာမဖြစ်ဘူးလားဆိုတာကိုဒီနေ့နော်စမ်းစစ်ဖို့လိုတယ်အမေတော်ဝန်ခံခိုင်းတဲ့ဘုရားရှင်ကောင်းမြတ်တဲ့ကျွန်တော်ပေါ်မှာဘုရားရှင်ကောင်းမြတ်တဲ့မိသားစုမှာအဲ့ဒါကိုရှော့ဝန်ခံခိုင်းတာမဟုတ်ဘူးနော်အားရလို့နော်ပါလေကောင်းစားလို့အဲ့လိုမျိုးနော်ပါလေအချိန်ရလို့အဲ့လိုမျိုးဝန်ခံခိုင်းတာမဟုတ်ပဲနဲ့တကယ်တင်တော့အပြင်ပါဒီဝန်ခံတယ်ဆိုတာအရှိချီတယ်အာမင်အဲ့ကြောင့်ဒီကျွန်တော်တို့ရဲ့ရှာကပါလဲဆိုတော့မီးဖြစ်တယ်တဲ့နော်ဒါကြောင့်ဒုစရိုက်ယာတိပကတိဒုစရိုက်ဖြစ်တဲ့ຢာတွေကိုလည်းသူလုံကျွမ်းရှိတယ်မီးစုတတ်တယ်ဒါကြောင့်တင်တော့အပြင်အဲ့ဒီဒုစရိုက်ဆိုတဲ့ຢာတွေစာတမန်ရဲ့နောက်ဆက်မှုတွေတင်အားဖြင့်တင်ဝန်ခံတဲ့အခါမှာဟာဒီစာတမန်ငါနိုင်ပြီတော့ငါနိုင်ပြီအခုနကျွန်တော်ပွဲတော်ဝင်တဲ့အခါမှာယန်သူရှိမှစပွဲခင်းတော်မူအဲ့ဒီစပွဲကမင်္ဂလာရှိတော်စပွဲဖြစ်တယ်ဟာလေလုယာကဲတင်ချင်းနဲ့ပတ်သက်တဲ့စပွဲဖြစ်တယ်ဂျေဇုတော်နဲ့ပတ်သက်တဲ့စပွဲဖြစ်တယ်အာမင်ဒါကြောင့်တင်ဝန်ခံတဲ့အခါမှာစာတန်ကတင်ကိုနောက်ရှင်းမယ်တင်မိသားစုကိုနောက်ရှင်းလာမယ်နော်ဇာတိပကတိတွေကတင်မိသားစုကိုနောက်ရှင်းလာမယ်တင်သားသမီးတွေကိုနောက်ရှင်းလာမယ်ဂေးမာပင်ဖုန်းအားဖြင့်နော်ကျွန်တော်မဲတမ်းပြောတယ်ကျွန်တော်စုတောင်းတဲ့အခါမှာလည်းအာယုံ၅ပါးအဖြစ်နောက်ရှင်းလာမယ်နော်အာယုံ၅ပါးအကြာအာယုံအမြင်အာယုံနော်အနံနော်အယတာအချီတူအဖြစ်စာတန်ကဝင်လာမယ်အဲ့ဒီဝန်ပေါက်ဒီပဲရှိတဲ့စာတန်တွေဒါကြောင့်အကြာအာယုံလို့ပြောတဲ့အခါမှာပါလေတင်ပါကြားနေတယ်လေနော်တင်ကြားနေတဲ့ຢာကတင်ကူလွယ်မှုမှာဖြစ်တယ်နှုတ်ကပတ်တော်များများကြားလေလေချီးမွမ်းခြင်းတခြင်းများများကြားလေလေတင်ကူလွယ်မှုတော်မှာဖြစ်တယ်အာမင်lapဆုံးနားထောင်ရင်ရေးစားမရှိဘဲနဲ့lapဆုံးနားထောင်ရင်အတဲကွဲမယ်နော်ချစ်သူလည်းမရှိဘူးအတဲကွဲတဲ့ဖွဲ့နေရှိတယ်ဘာဖြစ်လို့လဲသူနားထောင်တာကပါလဲlapဆုံးအတဲကွဲတဲ့တခြင်းတွေနော်မကောင်းတဲ့တခြင်းတွေပဲနော်နိပတ်တဲ့တခြင်းတွေအဲ့ဒါနားထောင်နေရင်တင်ချစ်သူမရှိတော့မှအတဲကွဲလို့ရတယ်နော်အလိုရင်းနဲ့တွားမယ်ဒါကြောင့်အကြာအာယုံကတကယ်အမြဲများတယ်နှုတ်ကပတ်တော်များများချက်နှုတ်ကပတ်တော်များများနားထောင်ရင်တရားဟောဆရာတွေ online မှာတရားဟောဆရာတွေအများကြီးပဲဒါပြင်နဲ့အတူလည်းရှိတယ်လို့နော်အရှိတယ်လို့အတူလည်းရှိတယ်တင်နားထောင်ရင်းနဲ့တင်အဲ့ဒီတရားဟောဆရာတွေရဲ့လွန်မှုနော်အနည်းအများခံစားမှာဖြစ်တယ်မဟုတ်ပဲနဲ့အဲ့ဒီပါလေ online ပေါ်မှာ TikTok ထဲမှာစောတဲ့ဖွဲ့တွေနော်သူတို့ပြောတဲ့စကားတွေသူတို့နေပေါ်နိုင်ပုံတွေနော်တင်နားထောင်နေရင်ပါလေအဲ့ဒါကလွန်မှုသွားမှာဖြစ်တယ်ဒါကြောင့်ယာတိနော်အဲ့ဒီဒုစရိုက်ဖြစ်စီတဲ့ယာတိမီးကိုလည်းလုံကျွမ်းစီတဲ့စုစီတဲ့အရာကပါလဲဆိုတော့တင်းရဲ့ရှာဖြစ်တယ်အာမင်တင်းရှာဖြစ်တယ်မုန်းထုတ်လို့ရတယ်နော်တင်းငင်းပြင်လို့ရတယ်မကြိုက်ဘူးနော်မစားဘူးနော်မချီဘူးမတွားဘူးနော်တင်းပြောလိုက်တာနဲ့အလိုလိုရင်းနဲ့တင်းနေမှာဖြစ်တယ်ဒါပေမဲ့အာနာပါနာနဲ့ဟုတ်ကဲ့တွားရင်နော်ဟုတ်တာလည်းမဟုတ်တာလည်းမဟုတ်ပါသွားမှာဒါကြောင့်ဒီတင်းရှာကရေးချင်တယ်ဒါကြောင့်တင်ဘာဒီဝန်ခံနေတယ်တင်ဘာဒီပြောဆိုနေတယ်ကိုမိသားစုမှာကိုသားသမီးတွေအတွက်ကိုရဲ့သားသမီးတွေကိုအနာဂတ်ကိုပုံဖော်ပြီးမှငါသားကကျမ်းမာတော်သူဖြစ်တယ်မင်္ဂလာရှိတော်သူဖြစ်တယ်တော့ဗာလေတရားသူကြီးဖြစ်မယ်အမှုတော်ဆောင်တပါးဖြစ်မယ်ပါစတာဖြစ်မယ်မစ်ရှင်နာရီဖြစ်မယ်တဲလူဝန်ခံမှာအာမင်မဟုတ်ပဲနဲ့နော်သုံးစားလို့မရတဲ့သားနော်မလင်မာတဲ့သမီးနော်ဘာမှအကွက်ရွယ်ရောက်ပြီထမင်းတော့မချက်တတ်ဘူးအဲ့လိုတင်ဝန်ခံရင်ဘယ်တော့မှချက်တတ်မှာမဟုတ်ဘူးနော်မချက်တတ်ရင်လည်းသမင်းချက်တတ်တယ်သမီးချက်တာပူကောင်းတယ်ချက်တည်ရင်တဲ့နဲ့သူဖြစ်လာမှာအာမင်မလောက်တတ်တာကိုတင်မလောက်တတ်ဘူးနော်သူပြီးမှမခိုင်းတော့ဘူးဆိုရင်သူလောက်တတ်မလားမလောက်တတ်တော့ဘူးလေအကြောင်းကိုဘယ်လိုဝန်ခံတယ်ကိုသားသမီးတွေကိုပေါ်ရောက်နော်မိဘတွေကိုရဲ့သားသမီးတွေကသမီးလည်းမာတယ်သားလည်းမာတယ်အဲ့ဒီနော်ကောင်းတယ်နော်ကိုရဲ့သားသမီးတွေကိုမကောင်းတာပြောရင်သူတို့အပေါ်မှာကျင်ချင်းအမင်္ဂလာကြာရောက်သွားတယ်အဲကြောင့်တင်းရဲ့ရှာကမီးဖြစ်တယ်ကောင်းတဲ့ဘက်မှာမီးဖြစ်တယ်လို့မကောင်းတဲ့ဘက်မှာလည်းမီးဖြစ်တတ်တယ်နော်ဒါတွေကိုကျွန်တော်ကသတိထားဖို့ဖြစ်တယ်အဲကြောင့်မြတ်ဝန်ကအကောင်းတဲ့ຢာတွေပဲဝန်ကမကောင်းတဲ့ຢာတွေပဲဆရာနော်မိသားစုမှာတရားကပုစီနဲ့နော်အဲ့လိုပြောရင်သူတိတ်နေဖို့ဖြစ်တယ်နော်တိတ်နေဖို့ဖြစ်တယ်နှစ်ယောက်စလုံးနော်မိသားစုအလုံးအဲ့လိုပြောနေရင်ဘာဖြစ်မလဲအဲ့ဒီမီးရှင်ကရှင်းထွက်ပြေးမှာပြဿနာဖြစ်တတ်တယ်ဒါကြောင့်ဒီနေ့ရှင်ယာကုပ်ကကုကျင့်တရားတွေမြောက်များစွာပါဒါပေမဲ့ဒါကကြီးစိုးတော်ခံစားတဲ့လူတွေတော့ဖြစ်တယ်
ပြောင်းလဲပြီးသားဖခင်ရဲ့ကြီးစိုးတော်တကယ်ရပြီးသားတဲ့လူတွေအတွက်ဒါကကျင့်ဖို့လှုပ်ဆောင်ဖို့မဟုတ်ပဲနဲ့ကိုယ့်အထဲကနေဖခင်ရဲ့ပြုပြင်ခြင်းကြီးစိုးတော်ကကိုယ့်အထဲကနေပြုပြင်နေတာဖြစ်တဲ့အတွက်အထဲကနေထင်းနေတဲ့အတွက်ဇီယမီမှာလည်းရှိတယ်ပြီးမှဟေဗီယာခန်းကြီးရှိမှာလည်းဖခင်ရဲ့ပြီးခဲ့တရားကနော်အပြင်ကနေကြောက်ပြားပေါ်ကနေထင်းတာမဟုတ်တော့ပဲနဲ့လူတွေရဲ့နှလုံးသားထဲကနေသူ့ရဲ့ပြီးခဲ့တရားကြီးစိုးတော်တရားကအထဲကနေထင်းနေတယ်အာမင်အကြအထဲမှာပါရှိတဲ့တန်ရှင်တော်ဝိညာဉ်တော်ကျင်းဝတ်တယ်အဲ့ဒီတန်ရှင်တော်ဝိညာဉ်တော်ကအထဲကနေထင်းပြီးမှယေရှုတော်မှာလို့ပြောစရာမလိုကျမ်းစာဖတ်ပါလို့ပြောစရာမလိုတော့ဘူးလင်မာချပါလို့ပြောစရာမလိုပဲနဲ့ကိုယ်အထဲကနေ sorry ကြီးစိုးတော်ခံစားတဲ့အခါမှာလောစုမတော်လို့မဖြစ်ဘူးကျမ်းစာမဖတ်လို့မဖြစ်ဘူးမချီးမလို့မဖြစ်ဘူးကားလို့နော်မကားလို့မခေါ်လို့မဖြစ်ဘူးနော်ကားပါလို့နော်ခိုင်းစရာမလိုပဲနဲ့တာကြီးလို့တယ်လို့အိုးကိုရောကျွန်တော်ဘာမှမဟုတ်တဲ့ကောင်တော့ဘာမှမဟုတ်တဲ့တော့ပညာမရှိတဲ့ကောင်ရွှေလို့ကဲတဲ့တော့ဘလို့ကျွန်ကြီးစိုးတဲ့ကြီးတော့ချီးမွမ်းနိုင်တာကအထက်ကနေဖြစ်လာတာဖြစ်အာမင်ဒါကြောင့်စကားပြောတယ်ဆိုတာကလည်းအထက်ကနေဖြစ်လာတာဟာပြောမှဆိုမှတာနော်အရင်မို့လို့နည်းနည်းဝပြီးလို့မဟုတ်ဘူးစဉ်းစားပြီးမှပြောရတဲ့စကားကအာမင်ကျွန်တော်ရင်တော့ရက်သမားတွေဟာငါရက်ကိုနည်းနည်းမူးသွားလို့များသွားလို့နော်နှစ်ပလဲသုံးပလဲဝင်တဲ့ခါမှာပြန်တကယ်တမ်းဆိုအရက်သမားတွေကနော်တားတည်တယ်နော်ကိုလည်းမူးဖို့တယ်ဆိုတော့နော်မတိဟန်ဆောင်တာကျွန်တော်ရက်တက်လို့ဆိုပြီးမှနော်ပြောပါလေစင်ချင်းဆရာရှိတဲ့ခါမှာပဲပြောတာတကယ်တမ်းရက်တောက်တဲ့လူတွေကတားရက်မူးတဲ့လူတွေကနော်တားတည်တယ်သူ့ဘာဖြစ်တယ်သူ့ပိုက်စာတွေထုံချီသူ့ပြည့်ယူမှာပဲနော်ဒါကြောင့်ဒီกูအထဲကနေစဉ်းစားပြီးမှပြောတဲ့အစာတွေဆိုတော့ဒီကုမိသားဆိုတော့သူတပတ်ခဏထားကုမိသားစုပေါ်မှာပုံဖော်ရအာမင်ဒီဆက်လာပိုက်ကနေစားပြငါတို့မိသားစုဟာကျမ်းမာတို့မိသားစုဖြစ်တယ်အောင်မင်းတို့မိသားစုဖြစ်တယ်ကုရှာနော်ကိုပြောတဲ့စကားကအကောင်းအာမင်မင်္ဂလာရှိတဲ့စကားများများပြောရဟာလေလုယာဟာငါတို့မိသားစုကဒီလိုပဲကျူးစားဒွန်းလောက်တာလည်းအစင်မပြီးကြောက်သွေးတာလည်းအစင်မပြီးထားပွဲထွက်တာလည်းအစင်မပြီးဘာရောဝင်မှအစင်မပြီးအဲ့ဒါကိုမဝန်ခံတယ်အာမင်မဝန်ခံတယ်မဖြစ်တာမဟုတ်ဖြစ်တယ်ဒါပြည့်တဲ့အချီးကိုဝန်ခံခိုင်းတာမဟုတ်ပဲနဲ့အချီးရဲ့နော်အပေါ်မှာဖခင်တကယ်စူးစမ်းတယ်ဆိုတာကိုဝန်ခံခိုင်းတာဖြစ်တယ်ဟာလေလုယာလက်ပုတ်တိပြဘုရားကိုချီးမွမ်းရအာမင်အချီးကတော့မကောင်းတာတွေဝန်ခံခိုင်းမှာဟာငါတို့ကဒီလိုပဲတော့စူတောင်းရင်လည်းမရတော့ဘာဖြစ်တယ်လဲဆိုပြီးမှမငြီးသွားနဲ့အာမင်အဲ့ဒါစာတန်ကအယံပြောတယ်အဲ့လိုငြီးသွားရင်စာတန်ကအယံပြောတယ်ဟုတ်ကဲ့ဒီကြည်ရတယ်တော့ဒီယုံကြည်သူတွေငါနိုင်တော့မယ်တော့ငြီးသွားချင်းဒါကစာတန်ရဲ့လက်နဲ့နော်ငြီးသွားနဲ့ဟာလေလုယာအားကြောင့်ကျွန်တော်တခါတည်းမို့တော့ဆောင်နေတာမရှိနဲ့ရှိတယ်လို့ပြောတယ်ရှိတာမဟုတ်ဒါပဲဖျားပြင်စင်ပြမယ်ဆိုတာကျူတုံဝန်ခံတာအစင်ပြတာစင်ပြတယ်နော်ဘယ်သူပဲပြစင်ပြတယ်နော်အစင်မပြဘူးလို့နော်ကျွန်တော်တခါမှမပြောင်းချင်ဘူးဘာဖြစ်လို့လဲဖခင်ကအဲ့ဒီချီနေရဲ့အပေါ်မှာစူးစမ်းတော့ဖခင်ကိုယ့်ရဲ့ချီနေကိုကြည့်ပြီးမှဝန်ခံပြီးဖို့ပဲလေဖခင်ရဲ့ကြီးစုတော်ဖခင်ရဲ့ပြည့်စုံခြင်းဖခင်ရဲ့တတ်ဆွမ်းနိုင်ခြင်းကိုကြည့်ပြီးမှဝန်ခံတာဖြစ်တယ်အာမင်ဟာလေလုယာကိုယ့်ရဲ့ချီနေကြည့်ရတော့ဟာနော်အခုနော်ဒီမှာလုပ်ငန်းရှင်တွေအများကြီးပဲဒွန်းလို့ရင်လဲနော်ငားမှုထုတ်ရင်လဲနော်ပါရနော်ကြောက်ရရင်နော်စဉ်းစားပြီးသားနော်ကြောက်ရရင်ဘယ်တော့တင်းနေရရင်ကျွန်တော်ဘယ်တော့ရမလဲတီးပြီးသားတင်းတစ်ခေါက်ရဘယ်တော့ရမလဲတီးပြီးသားအဲ့လိုဆိုတော့ကိုယ့်ရဲ့ချီနေဝန်ခံရင်တော့စိတ်ပြည့်စရာအားငယ်စရာဒီလောကကနေတော့မှထွက်သွားချင်တဲ့စာနာရရှိတာဒါပေမဲ့ဒီအဲ့ဒီအာယုံ၅ပါးကနေနော်အကြာအာယုံအမြင်အာယုံဆိုတဲ့အရာတွေနော်ပြီးမှတင်မြနေတဲ့ຢာတွေကလည်းအရေးကြီးတယ်။နှုတ်ကပတ်တော်များနော်ဆုများကောင်းလေနော်ဖျားတချီများနော်စာမျက်နှာမှာမြတ်လေတင်မြနေတဲ့ຢာကတဲ့ကိုနော်လွန်မှုမှာဖြစ်တယ်။ဒါကြောင့်ဒီနေ့ကျွန်တော်တက်တာမှာအာယုံ၅ပါးကိုနော်စာတမန်ကအဲ့ဒီမှာခြေကုပ်ယူခြင်းတယ်။ကျွန်တော်တို့အထဲမှာဝိညာဉ်စုတွေကအထဲဝင်ခြင်းတာဒါဒီကတော့ဘာလဲတန်ရှင်တော်ဝိညာဉ်တော်ဗိမာန်တော်ဆိုတော့နတ်စုတွေကလည်းနှီးချင်တာကိုပြောမယ်ဆိုတော့နတ်စုဆွဲတဲ့သူတွေဆိုတာအဲ့ဒါပဲသူတို့အထဲမှာပဲသူကဝင်ချင်လဲဆိုတော့နတ်စုတွေကနေရာယူချင်တယ်နတ်စုကနေရာယူရင်အဲ့ဒီလိုကိုထင်းလို့ရအပြင်ကနေထင်းကိုရမ်းခဲ့တယ်ဒါပေမဲ့အထဲကနေထင်းချင်တယ်ကားနဲ့တူတူပဲစိုက်ကယ်နဲ့တူတူပဲနော်အင်ဂျင်ကထင်းနေတယ်နော်အင်ဂျင်မပိုင်မောင်းလို့မရဘူးနော်ဒါကြောင့်ဒီနေ့ကျွန်တော်ဘဝမှာယာကုပ်ကပြောလဲဆိုတော့တင်ရှာကမိဖြစ်တယ်ပြီးမှအခန်းငယ်30မှာနှုတ်တပါးခြင်းအထက်ကထောမနာချီးမွမ်းခြင်းနဲ့ကျင့်ဆဲခြင်းထွက်ပါဒီတကားနော်
Tomana the chain. We are no God in Chimanchin, Tomana the chin, Mamma Tropopid. Amen. Chimanchin and Mamma Trokai. Hallelujah. Guro Chimede, Guro Gomede, Hallelujah, Guro Chimede, Jomita Supama, Sakuta Umashila, Guro Gomede. Amen. Hallelujah. Jing Chin Sulaga, Mibari, no? Mibari got Jing Chin Sula Trotade. No, good other me, good Jing de Hallelujah. အရွယ်ရောက်တဲ့အခါမှာပဲဖြစ်ပြီးကလေးအရွယ်တော့ကိုလည်းတခါတလေဖြစ်တတ်တယ်အမြတ်ဒေါသထွက်ပြီးမှအမျိုးမျိုးတွေဖြစ်တဲ့အခါမှာကိုသားသမီးတွေကိုဆဲပြီးမှနော်နာကျင်ဆဲတဲ့အရာတွေမကောင်းတဲ့အရာတွေနဲ့ဆဲမိတတ်တယ်မြောက်လို့ကိုယ်လို့နော်နိုင်စင်ပြီးမှမကောင်းတဲ့စကားတွေနဲ့နော်ဗါလဲပြောင်းမိတဲ့အရာတွေလည်းရှိတယ်မိပါတယ်နော်ကိုယ့်ရဲ့ဒေါသကိုမထင်နိုင်လို့လေမြားကြတဲ့မှာနော်ဒေါသမထင်နိုင်တဲ့အခါမှာသားသမီးမှာဘာဖြစ်လဲအဲ့ဒီကျင်ချင်းအမင်္ဂလာပုံထားတာကိုယ့်ရဲ့ဒေါသတွေကိုသားသမီးပုံမှာပုံထားတာกูเลยไม่ยากสิมาปีโลเลยไม่ยากสกัดไม่ยากนี่ด่ากูกองเนาะกูตากูพิเตลไล่ตมีกูพิเตลไล่เนาะตุโรมาเนาะบามาติบูมาติบามาติเนี่ยตุโรเบขันเนาะไอ้ด่ามูนี่พิตัดเลยแต่เจ้านี่นกอาพีดีขิมยาเย่นกแท้กันนี่ทวดเดสกัดทอมนาติชินทวดมาละชิมวันชินทวดมาละเจงชินทวดมาละแต่เจ้านี่มาเพียวเลยเนาะยากุกะบาเพียวเลยสุดสายยิบเป่าตะเป่าเทกันนี่มาเลยอชูเรအခါအချူရင်နဲ့ခါတော့ရင်ထွက်တယ်လို့အဲ့ဒီစားရင်ထွက်တဲ့တပေါက်ထဲကနေချူတဲ့အရာထွက်တယ်လို့ခါတဲ့ရာနှစ်ခါနဲ့ထွက်တာမထွက်ဘူးခါရင်ခါချူရင်ချူနော်တခုပဲထွက်မယ်တမျိုးပဲထွက်ရမယ်ဒါကြောင့်ယုံကြည်သူတွေကျွန်တော်ကြီးစွာခံစားတော်သူတွေဖရာသားသမီးတွေတော့ကောင်းကြီးခံစားတော်သူတွေကောင်းစားတော်သူတွေရဲ့ပတ်သက်ထဲကနေဘာထွက်ရမလဲမင်္ဂလာရှိတော်စကားဟာလေလုယာတေကအောင်မြင်တော်သူဖြစ်တယ်ငါသားအောင်မြင်မယ်ငါသားကျမ်းမာမယ်ငါသမီးအောင်မြင်တော်သူဖြစ်မယ်နော်ကူပိုင်ရင်စီပြီးမှကဘာကူပတ်မယ်ငါသားသမီးတွေပဲအဲ့လိုဝန်ခံပါဟာလေလုယာဒီနေ့ဝန်ခံရအောင်ကူသားသမီးတွေကကူပိုင်ရင်စီတော့မယ်နော်ဝန်ခံပါနော်ကူပိုင်ကားလည်းမဟုတ်တော့ကူပိုင်ရင်စီပြီးမှကိုယ့်သားသမီးခင်မှာကူပိုင်ရင်နဲ့နိုင်ငံတကာပတ်လို့ရမယ်အချိန်ရောက်